ကြီးပန်ရွာကလေးရှမ်းသူကြီးရွာရွှေဟင်းသာကြောင်းတိုင်နေစိန်ရတုဗိမာန်တော်ကိုကျောင်းတိုင်ဆရာတော်ဦးကေတရာပြီးဝန်တာကထိမ့်သိမ့်စောင့်ရှောက်သွန်သင်ကတပည့်တကားတွေကိုလေကောင်းတော်စိတ်ကောင်းတော်အကျင့်သွန်သင်ကရဲ့ကျေးဇူးကြီးတဲ့ထိုကျောင်းဆရာတော်ကြီးပန်ရွာကလေးရှမ်းသူကြီးရွာရွှေဟင်းသာကြောင်းတိုင်နေစိန်ရတုဗိမာန်တော်ကိုကျောင်းတိုင်ဆရာတော်ဦးကေတရာပြီးဝန်တာကထိမ့်သိမ့်စောင့်ရှောက်သွန်သင်ကတပည့်တကားတွေကိုလေကောင်းတော်စိတ်ကောင်းတော်အကျင့်သွန်သင်ကရဲ့ကျေးဇူးကြီးတဲ့ထိုကျောင်းဆရာတော်ရွာရဲ့ရိုးရဖြစ်တဲ့တပေါင်းလာဖေးအားပွေတော့လေတကယ်ကိုစီကားလာတာရွာဘွယ်လူရှင်ပြဝဲလေကြည်နူးမဆုံးနာဘုန်းနောင်တရမျိုးသမီးများနဲ့ကာလာသာလေးများကပေါ်၍လူသာမောင်ရင်နှမကူညီကရဲ့တကယ်ကိုကြည်နူးမဆုံးနာဟင်းသာစိတ်ကလေးမှာအပန်းဖြေစီမှာလာခဲ့ပါဗျာအလေးလာခဲ့ပါဗျာရှမ်းလူကြီးရွာအလေးလာခဲ့ပါဗျာရောင်လုံးမြို့နယ်ထိပ်ဝကြီးပန်ရွာကလေးရှမ်းသူကြီးရွာရွှေဟင်းသာကြောင်းတိုင်နေစိန်ရတုဗိမာန်တော်ကိုကျောင်းတိုင်ဆရာတော်ဦးကေတရာပြီးဝန်တာကထိမ့်သိမ့်စောင့်ရှောက်သွန်သင်ကတပည့်တကားတွေကိုလေကောင်းတော်စိတ်ကောင်းတော်အကျင့်သွန်သင်ကရဲ့ကျေးဇူးကြီးတဲ့ထိုကျောင်းဆရာတော်ရွာရဲ့ရိုးရဖြစ်တဲ့တပေါင်းလာဖေးအားပွေတော့လေတကယ်ကိုစီကားလာတာရွာဘွယ်လူရှင်ပြဝဲလေကြည်နူးမဆုံးနာဘုန်းနောင်တရမျိုးသမီးများနဲ့ကာလာသာလေးများကပေါ်၍လူသာမောင်ရင်နှမကူညီကရဲ့တကယ်ကိုကြည်နူးမဆုံးနာဟင်းသာစိတ်ကလေးမှာအပန်းဖြေစီမှာလာခဲ့ပါဗျာအလေးလာခဲ့ပါဗျာရှမ်းလူကြီးရွာအလေးလာခဲ့ပါဗျာလာခဲ့ပါဗျာအလေးလာခဲ့ပါဗျာရှမ်းလူကြီးရွာအလေးလာခဲ့ပါဗျာလာခဲ့ပါဗျာအလေးလာခဲ့ပါဗျာရှမ်းလူကြီးရွာအလေးလာ